လူသည်မျိုးနွယ်ကလီလီဟာလူသားအိမ်ထဲကစက်ကူနဲ့တကြားခဲတွေကိုလျှို့ဝှက်ယူနေတယ်နောက်ပြန်လှည့်လိုက်ချိန်မှာမျက်လုံးကြီးတစ်စုံကသူမကိုစိုက်ကြည့်နေတယ်လီလီကြောက်လန့်ပြီးစက်ကူနောက်မှာပုန်းနေခဲ့တယ်အဖေကသမီးရဲ့အခြေအနေကိုမြင်လိုက်တယ်ဒီနေ့ငှားယူနေရှင်အမောင်မြင်တော့ဘူးဆိုပြီးနောက်ပြန်ဆုတ်ဖို့ဆုံးဖြတ်လိုက်တယ်လီလီကယူလာတဲ့တကြားခဲကိုပြုတ်သွားတယ်အဲ့အချိန်လူသားရှောင်ကစကားပြောလိုက်တယ်လီလီကမြေပြင်ပေါ်ကျသွားတဲ့တကြားကိုကြည့်ပြီးစိတ်ပြတ်နေပေမဲ့လူသားတွေတတိထားမိသွားရင်ဒီနေရာမှာစက်မနေထိုင်နိုင်တော့တာကြောင့်ချက်ချင်းထွက်ခွာခဲ့ရတယ်လီလီဟာအရွက်လှလှတွေစုဆောင်းရတာကိုအယမ်းကြိုက်တယ်အိမ်ကိုယူလာပြီးအခန်းကိုအလှဆင်တတ်တယ်မိဘတွေမသိအောင်အပြင်ထွက်လိမ့်ရှိတဲ့အတွက်လူသားကလေးရှောင်ကိုတွေ့သွားတာပဲရှောင်ဟာအဖွားအိမ်မှာနေထိုင်နေတဲ့ကလေးဖြစ်တယ်လူသေးမျိုးနွယ်တွေကအသက်တစ်ခုရောက်တင်ငှားယူမစ်ရှင်ကိုပါဝင်ခွင့်ရှိတယ်လီလီကိုမငင်းနိုင်တဲ့အဖေကမိုးချုပ်ချီမှာသူမကိုခေါ်သွားဖို့သဘောတူလိုက်တယ်လီလီအယမ်းပြောလို့အလှပင်လီတက်အနီရောင်အဝတ်ကိုဝတ်ပြီးအဖေနဲ့အတူလူသားအိမ်တွေကပစ္စည်းတွေသွားငှားဖို့ပြင်ဆင်လိုက်တယ်အမေကအိမ်မတကြားခဲနဲ့စက်ကူလိုနေတယ်လို့မှာကြားပြီးဆူတောင်းပေးလိုက်တယ်မထုတ်ခင်မှာဘုံဟောက်တကောင်ကိုလီလီလင်းမြန်းစွာမောင်းထုတ်နိုင်ခဲ့တယ်လက်သေးတွေနဲ့လှုပ်ထားတဲ့တရားကိုဖြတ်ကလစ်တွေနဲ့လှုပ်ထားတဲ့လေကားကိုတက်ပြီးလူသားအခန်းကိုသွားတဲ့အထိရောက်လာတယ်အဖေကကျိုးကိုတင်းတင်းဆွဲထားပြီးအခက်ခဲဆုံးအဆင့်ကိုပြလိုက်တယ်လီလီလိုက်လှုပ်တဲ့အချိန်လေတန်းသားမကသူမရဲ့တက်တီပါထက်နေခဲ့တယ်သူတို့မိဖို့လည်းရောက်သွားတယ်လီလီအတွက်ကြီးမားလွန်းတဲ့ရေခဲတက်တာအိုးကွက်တွေရေပန်းတွေကအံ့ဩစရာပါအဖေကနှစ်ဖက်ကတိတ်ထုံပြီးစပွဲပေါ်တက်တကြားခဲအိုးစီရောက်ပြီးကျိုးနဲ့တကြားခဲတွေချလိုက်တယ်လီလီကအိတ်ထဲထည့်နေရင်ပျော်ရွှင်နေတယ်ထွက်ခါနီးမှာလီလီကအကြီးတစ်ချောင်းကိုတွေ့လိုက်တယ်အဖေကဒါမီးရဲ့ပထမဆုံးအောင်မြင်စုလို့ပြောလိုက်တယ်ဒါကြီးတလက်လိုပဲပထမဆုံးမရှင်မှာရဲတင်ခဲ့တဲ့တတ်သေးပါရှောင်းရဲ့အခန်းထဲရောက်ချိန်မှာကံမကောင်းချက်တွေစတင်လာတယ်စစ်ကူယူနေချိန်လီလီကိုလူသားတွေ့သွားတယ်အဖေကလက်ဟန်နဲ့ထားရဖို့အမိန့်ပေးလိုက်တယ်အလုတ်အရှားကြားမှာတကြားခဲတွေထပ်ပြုတ်သွားပြန်တယ်ဒီညကတော့ကန်ဆိုးတွေညတယ်နှလုံးယောဂကြောင့်ဘဝမျောလင်းခြင်းမရှိတော့တဲ့လူသားကလေးရှောင်းတော့လေဒီတွေးဆောင်မှုကမမျောလင့်ထားတဲ့အံ့ဩစေတစ်ခုဖြစ်နေတယ်